မနက်ကြရင်ကြာစံကြောစားမယ်ဆိုပြီးတော့ဒီနေ့နေထားတယ်ကော်ဖီရေရွှေပဲသီးရေအချက်ဦးရေတိုရရေပေါ့နော်ချင်းတော့ကော်ဖီတို့လေးလိထားပါတယ်အဲ့တော့အရွက်တွေကိုရေးဆေးထားပါပေါ့နော်မကြီးမဲ့ရေထညက်တစ်လုံးရေရေနွေးလေးရေညကနေစိန်ထားတယ်ကဲဒါမနက်ကြကြောဖို့ပြင်ထားပါတယ်ချက်သွန်ဖြူချက်သွန်နေချင်းလေးနဲ့ပထမဆုံးအိုးလေးကိုစီထည့်မယ်စီပူးလာပြီဆိုရင်အသားမရှိတဲ့အတွက်ကြောက်တစ်လုံးဖောက်ထည့်ပါမယ်ကျက်သွားပြီဆိုရေဆေးထားတဲ့အစာပလာတွေအသီးနှံတွေထည့်လိုက်ပါတယ်သီးနှံတွေထည့်ပြီးသွားရေစိမ်ထားတဲ့ကြာစံကိုထည့်လိုက်ပဲပေါ့နော်ခုနကပြုံးမိသွားတာကြာစံကိုလေရေနဲ့မပြုတ်ခင်းနဲ့ရေလေးပဲ9မိနစ်ပဲစိမ်သွားနူးသွားကြာစံထည့်လိုက်တဲ့ချိန်ကျတော့ရေနည်းနည်းလေးတော့ပါလာပါတော့အဲ့ပြီးတော့အရသာအတွက်ကို QC ရဲ့ပဲငန့်ပြရေရဲ့စားလေးရဲ့ထက်ဒါကတော့တယောက်တည်းဗီဒီယိုရိုက်ရဆိုတော့တချို့နေရာမရမိလိုက်ပဲငန့်ပြရေရဲ့စားရဲ့ QC လေးထည့်ပြီးမွေမယ်ခုနပါလေကားရေလေးမခန့်မချင်းပေါ့နော်အဲ့ပြီးတော့မွေးနေမယ်အဲ့ဆိုတော့ဒါခုနပါလေကားရေလေးခန်းသွားပြီပေါ့နော်တရုတ်နန်နန်ရှင်တရုတ်နန်နန်ထည့်အဲ့ဆိုတော်တော်လေးကောင်းတယ်တရုတ်နန်နန်မရှိအောင်ထည့်လိုက်ရချင်းတော့ပြင်ထားတဲ့ကော်ဖီတို့ရဲ့နန်းနန်းရဲ့ဒီမနေ့ထညက်စိန်ထားတဲ့ရေကိုအမုံမွားစစ်ထားမယ်ကျွတ်တုန်နေရဲ့ကျင်းရဲ့ကျွတ်တုန်ဖြူမြို့ဒီစိန်ထောင်းထားတဲ့ရဲ့အကုန်လုံးရောသမားမွေပြီးတော့ကျမတော့ငပြရဲ့စားရဲ့ဟင်းညုံမောင်ပေါ့နော်နည်းနည်းလေးထည့်ထားပါတယ်အဲ့ဒါဆိုတော့မနက်စာကျန်တဲ့ကြောင်းနဲ့ချင်းရပါပြီချင်းရတော့ကိုကြိုက်တယ်လို့စင်ပြီးတော့ရတာဆက်လို့ရပါတယ်